နိုင်ငံခြားထိသွားစရာမလိုပါဘူးရန်ကုန်မြို့အနေပြီးတော့ကားနဲ့10နိုင်လောက်တာမောင်းရတယ်ပန်းလောင်မြင့်ရဲ့လာပတဲ့ရေတခွင်တွေ camping bike လည်းအပြည့်ရမယ်ရေဆော့လို့လည်းရတယ်နေရကဲအတူတူသွားကြမယ်နော် Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့ကူမဲမြို့ကိုသွားနေတာပါကူမဲမြို့ကနေပြီးတော့21မိုင်ကျော်ဝေးတဲ့ကင်တာရေလောင်တမန်ရဲ့အရန်ကိုလာပတဲ့ရေတခွင်တွေစီကိုဦးတည်နေတာပါကဲဒါတော့လမ်းမတစ်ပြက်ရွှေရင်အိမ်လေးတောက်နေတာဖြစ်ပါတယ်ဒီလိုလာပါတဲ့ရှုခင်းလေးတွေရဲ့နားကိုသွားရင်းနဲ့ကျွန်တော်တို့ကတော့ပိန်းနှဲပင်ရွာလေးမှာတစ်ပြက်ကျွန်တော်တို့ဝင်နာခဲ့ပါတယ်ပိန်းနှဲပင်ရွာဝင်ကျိုးဒရာနာက Elegant ဆိုရဲ resort လေးမှာတွားပြီးတော့တဲမှာဖြစ်ပါတယ်ဒီမှာက camping bike ကိုအပြည့်ရမယ်နေရာလေးတွေရှိပါတယ်ပန်းလောင်မြင့်ရနားမှာဒီလိုမျိုးတန့်လေးတွေနဲ့ထားထားတဲ့နေရာကလေးတကယ်ကိုမိုက်တယ်ကဲဒါကတော့ကျွန်တော်တို့တဲမဲ့ Elegant လေးပဲဖြစ်ပါတယ်နေရာလေးကချစ်စရာလေးနဲ့တကယ်ကိုတဲချင်စရာလေးအခန်းလေးကိုထိုးလေးလုပ်ကြည့်မယ်နော်ဒါကြတော့အိတ်ခမ်းဖြစ်ပါတယ်ဒီဘက်ကကျတော့ open space နဲ့ထားထားတဲ့ toilet ပေါ့နော်နေရာလေးကတကယ်ကိုမိုက်တယ် sunrise ကြည့်ဖို့အတွက်ကော sunset ကြည့်ဖို့အတွက်ကောတကယ်ကိုလှတဲ့နေရာလေးပါညနေပဲဒီနေရာလေးမှာရေကူးရတဲ့ feeling လေးကလည်းတကယ်ကိုကောင်းတယ်ရေလေးကကြည်ပြီးတော့အေးစိမ့်နေတာ resort ကနေပြီးတော့ life jacket လေးတွေပေးထားတော့ရေကူးရတာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါလေးကတော့ညာဘက်မြင်ကွင်းဖြစ်ပါတယ်ကြီးလိုက်အောင်တကယ်ကိုလှတယ်နောက်တနေ့မနေ့ရောက်တော့ကျွန်တော်ကအဲ့ Elegant ကနေပြီးတော့ပန်းလောင်မြေရိပ်ရေတခွန်ဘက်ကိုသွားတာပါကဲဒါလေးကတော့ Elegant ရဲ့ morning vibe လေးတစ်ဖြစ်ပါတယ်ရှုခင်းလေးတွေရှူစားကြမယ်နော်ဆက်လေးကလည်း ready ဖြစ်နေပြီဆိုတော့ကျွန်တော်တို့က live jacket လေးတွေလုပ်ပြီးတော့စထွက်ပါတယ်ညကျော်တစ်လျှောက်လုံးကလည်းကြီးလိုက်ပကြီးကားတစ်ချက်လိုပဲကျွန်တော်တို့ပထမဆုံးလဲတာကကင်တာဆယ်ပါကင်တာဆယ်ကတော့အကြီးကြီးပဲဓာတ်ပုံရိုက်ဖို့နေရာလေးတော်တော်လေးလာတယ်ပြောရပြီးတော့မှကျွန်တော်တို့ကရေတခွန်ရှိတဲ့ဖက်ချံကိုသွားတာပါညကျော်မှာတော့ပန်းလောင် eco resort ကိုလည်းတွေ့ခဲ့ရပါတယ်ကဲနောက်ဆုံးတော့တွေ့ခဲ့ရပါပြီတိတ်ကိုလာပတဲ့ပန်းလောင်ရေတခွန်ဖြစ်ပါတယ်ဒီရေတခွန်ကိုလာလေတဲ့လူတွေကလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော့ရောက်ချင်းမှာရှုခင်းကြီးကိုသုံးဝါးကြီးခံစားတယ်ပြီးမှဗီဒီယိုတွေရိုက်တယ်ဓာတ်ပုံတွေရိုက်ပါတယ်ဒီရေတခွန်ကလေဘယ်နေရာနေရိုက်တကယ်ကိုလာမသိရင်ထိုင်းတို့ဘာလို့ရောက်သွားတယ်လို့ပေါ့နော်ရေတခွန်ရှိမှာတော့ဒီလိုစိုင်းတိတိလေးတွေလည်းအများကြီးရှိပါတယ်ကဲဒါကတော့နောက်ထပ်ရေတခွန်အသေးလေးပါအပြန်မှာတော့ကျွန်တော်တို့ဒီလိုမြစ်ကြီးထဲမှာခုံချပြီးတော့ live jacket နဲ့မျောခဲ့ပါတယ်အဲ့ feeling ကလေတကယ်ကိုကောင်းတာအရန်ကိုမိုက်တယ်ဒီပန်းလောင်ဘက်ကိုရောက်တယ်ဆိုလို့ရှိရင်တကယ်ကို try တဲ့နဲ့ activity ဆိုလည်းမမအောင်ခြေထောက်ကရေမတီးပဲနဲ့ live jacket နဲ့မျောတဲ့အရာသားလေးတကယ်ကိုမိုက်တာ try ကို try ကြည့်တဲ့အပြန်မှာတော့ကျွန်တော်တို့ Elegant မှာနေလဲစားပါတယ်ပြီးတော့မှနောက်ထပ်တစ်ပြည့် activity အနေနဲ့ကျွန်တော်ကတော့လေ့လောပါတယ် adventure ခရီးစဉ်လိုမျိုးတွေတပောင်ဝါးနဲ့ထီးတွေ့ပြီးတော့နေရတဲ့ခံစားမှုကိုကြိုက်တဲ့သူတွေအတွက်ကတော့ဒီနေရာလေးကတော့နေရာကောင်းလေးတစ်ခုပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်နော်အားလုံး bye bye